Product name new Lady Shaver LC036. ဒီတိုင်းလေးပေါ့နော်ကိုပစ္စည်းဝယ်ထားတဲ့ပုံမှာ review လေးလာပြောပြချင်လို့ဘာလို့ဆိုတော့ပိုက်ဆံလေးရှားမှာလေခက်ခဲနဲ့ပိုက်ဆံရှာပြီးတော့လေလိုအပ်တဲ့ဟာပစ္စည်းရောဗာလဲမလှောက်တဲ့ကြားတဲ့ကချွေတာပြီးတော့ဝယ်ထားတဲ့ပစ္စည်းတွေကိုလေတကယ်အပြင်မှာအသုံးမဝင်လေမဝယ်သေးတဲ့တကယ်ချင်းတွေကိုမျှဝေချင်လို့ပေါ့နော်ဒီဟာလေးဒီနေ့ဝယ်မြတ်ချင်တာဒီဟာလေးဗာလဲဆိုတော့အမွေးနှုတ်ဆက်အနေအပါဂျိုင်းမွေးတော့ဘာလို့ပေါ့နော်အမွေးနှုတ်ဆက်လေးနေမှကြောဂျိုင်းမွေးကိုလည်းနည်းနည်းပါရှိတော့လေအချိန်လေးမပြေးနိုင်ဘူးအဲ့ဒါကြောင့်ဒီရိတ်ဆက်လေးကိုလေလိုင်းပေါ်မှာအရင်နာမည်ကြီးတော့လေသုံးချင်တာနဲ့Shopee ကနေဝယ်လိုက်တာပေါ့နော် Shopee ကနေဝယ်လိုက်တော့ညီမလက်တွေ့တကယ်သုံးတဲ့ review လေးကိုပြပြချင်တာပေါ့နော်တကယ်သုံးကြည့်တော့လေအသားကိုထိရတယ်လားအသားကိုရိတ်တယ်ပြီးတော့နာတယ်ပြီးတော့ပြောင်လည်းမပြောင်ဘူးဟိုကဗာလဲနည်းနည်းလေးချင်းစီနည်းနည်းလေးကြံသေးတာပေါ့နော်အဲ့ဒါကြောင့်ဒီဗာလဲမွေးနှုတ်ဆက်ကိုဝယ်မဲ့တကယ်ချင်းတော့ရင်အကြံပေးချင်တာပါတကယ်လက်တွေ့မှာအသိအစီမပြေဘူးပေါ့နော် 100% မှာဘယ်လောက်ထိပွေပြီးချင်လဲဆိုတော့70% လောက်ပွေပြီးချင်တယ်ဗာလို့ဆိုအကုန်မပြောင်းဘူးပြီးတော့နာတယ်ပေါ့နော်ဒီမှာဓာတ်ပါတဲ့ဟာဆိုတော့လေသူတို့ပြောတာကျတော့ဘာမှမရိတ်ဗာလဲသားကိုမရိတ်မိဘူးပေါ့နော်အဲ့ဒီအမွေးတွေပဲရိတ်မိတာတော့ပြောချတာဒါပေမဲ့တကယ်တမ်းလက်တွေ့သုံးကြည့်တဲ့အခါမှာအသားနာတယ်ပေါ့နော်အသားနာတယ်ညီမဆိုကြောက်တောင်ကြောက်သွားတယ်ဗာလို့ဆိုနာပြီးတော့လေတွေးနေထွက်နေတာလေအဲ့ဒါကြောင့်မဝယ်သေးတဲ့တငယ်ချင်းတွေကို review လာပြချင်းဖြစ်ပါတယ်လို့ဒါလေးပဲမျိုးဝေးမြတ်ချင်တာပါကျေးဇူးပါ